ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြားရောက်လာပါပြီခင်ဗျာအားလုံးထိုင်နေပါပြီခင်ဗျာအစီအစဉ်6ဖြစ်ပါတယ်လွှတ်တော်ကိုလည်းများခင်ဗျာ2013ခုနှစ်ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ198နည်းဥပဒေခွဲခါရနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တိုင်းနဲ့ဖွံ့ဖြိုးကောင်စီဥပဒေအမှတ်2/2010ကိုပြင်ဆင်သည့်ဥပဒေကြမ်းနဲ့ဆက်လင်းပြီးပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့စစ်စစ်တွေ့ရှိမှုအစီရင်ခံစာကိုဖတ်ကြားရှင်းလင်းရန်ဖြစ်ဥပဒေကြမ်းကော်မတီကဖိတ်ခေါ်ပါတယ်လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနဲ့တကွလွှတ်တော်ကိုယ်စားလှယ်များဧည့်သည်တော်များမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ကျွန်မကတော့မွန်ပြည်နယ်မော်လမြိုင်မဲဆန္ဒနယ်နဲ့ဥပဒေကြမ်းကော်မတီဖွဲ့ဝင်ဒေါက်ခင်ဒေးဖြစ်ပါတယ်။ကျွန်မမှနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တရားရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုပြင်ဆင်သည့်ဥပဒေကြမ်းနှင့်ဆက်လျက်၍ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီလေ့လာတွေ့ရှိချက်အစီရင်ခံစာကိုဖတ်ကြားတင်သွင်းသွားမှာဖြစ်ပါတယ်။ပိုက်တဲ့ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်1မြို့သားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်ကတင်သွင်းသောနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တရားရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုပြင်ဆင်သည့်ဥပဒေကြမ်းအား21/3/2014ရက်နေ့တွင်ကျင်းပသည့်မြို့သားလွှတ်တော်အစည်းအဝေးတွင်ဆွေးနွေး၍ပြင်ဆင်ချက်များဖြင့်တည်ပြုပြီးပြည်သူ့လွှတ်တော်၌ဆွေးနွေးနိုင်ရန်ပေးပို့လာပါသည်ပိုင်းနှင့်ရင်းဥပဒေကြမ်းနိုင်ငံရေးပါတီများထူထောင်ခြင်းမှာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တရားရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေ2/2010ကိုပြင်ဆင်သည့်ဥပဒေကြမ်း၏ပြဋ္ဌာန်းချက်အခန်း3ပုံမှန်7ပုံမှန်ခွဲကပုံမှန်ခွဲတစ်ပေါ်ပြချက်ရာပါတီစုံထွေထွေရွေးကောက်ပွဲတွင်ပါဝင်ရှင်းပြရန်ဖြစ်ကြောင်းရွေးကောက်ပွဲတွင်မဲပေးနိုင်သူများနှင့်အရွေးခံနိုင်သူများမှဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်369ပုံမှန်ခွဲကရာမြန်မာနိုင်ငံသားများသာဖြစ်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်345ပုံမှန်ခွဲကနှင့်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှန်2ပုံမှန်ခွဲခခွေပုံမှန်3နှင့်ပုံမှန်5တို့တွင်ညီသူတို့သည်နိုင်ငံသားဖြစ်ကြောင်းပြဋ္ဌာန်းထားသည့်ပြင်နိုင်ငံရေးပါတီများထူထောင်ခြင်းမှာနိုင်ငံသားများနှင့်သာသက်ဆိုင်သဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်၎င်းအခြားတည်ဆဲဥပဒေနှင့်၎င်းညီညွတ်စေရန်ပြင်ဆင်ကြောင်းတင်ပြထားပါသည်ပိုက်3ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည်24/3/2014နှစ်တွင်ညှိနှိုင်းစည်းဝေးကျင်းပခဲ့ကြပြီးပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ59ပါအခြေခံရမည်မူ12ချက်နှင့်ညီလေ့လာစစ်ဆေးခဲ့ကြရာအောက်ပါတိုင်းတွေ့ရှိရပါသည်ကကြီးပိုက်တစ်သည်ဤဥပဒေကိုနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တရားရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုပြင်ဆင်သည့်ဥပဒေဆိုလိုက်ပါစာမျက်နှာ3ပိုက်4ပဲဆက်ဖတ်တင်ပြပါပိုက်4တို့ဖြစ်ပါ၍နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တရားရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုပြင်ဆင်သည့်ဥပဒေကြအားလွှတ်တော်မှအတည်ပြုပေးနိုင်ပါရန်2013ခုနှစ်ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ61ရာစစ်ဆေးခဲ့ကြပြီးနည်းဥပဒေ63နှင့်အညီအစီရင်ခံတင်ပြအပ်ပါသည်ဥပဒေကြမ်းကော်မတီ
လွတ်တော်ကိုလည်းများခင်ဗျာအမျိုးသားလွတ်တော်မှာစတင်တင်သွင်းပြီးပြင်ဆင်ချက်ဖြင့်အတည်ပြု၍ပေးပို့လာသောနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုပြင်ဆင်သည့်ဥပဒေကြမ်းကို24 ရက် 3 လ 2014 ရက်တွင်လက်ခံရရှိပြီးအတည်ပြုခြင်းပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ဆွေးနွေးလူသူများကိုလည်း25 ရက် 3 လ 2014 ရက်နေ့1000 နာရီနောက်ဆုံးထားပြီးအမည်စင်းပေးသွင်းရန်တောင်းခံခဲ့ပြီးလည်းဖြစ်ပါတယ်။ယခုပြင်ဆင်ချက်အဆိုတင်သွင်းထားတဲ့လွှတ်တော်ကိုလည်းနှစ်ဦးကသက်ဆိုင်ရာအပိုက်ခွဲလိုက်ဆွေးနွေးခြင်းလိုအပ်ကပြည်ထောင်စုစစ်ဖွဲ့စည်းကပြန်လည်ဆွေးနွေးခြင်းနဲ့လွှတ်တော်ရဲ့ဆန္ဒသဘောထားရယူဆုံးဖြတ်ချင်းများဆောင်သားမှာဖြစ်ပါတယ်ယခုစတင်ဆောင်ပါမယ်ဆောင်တဲ့အခါမှာလွယ်ကူရှင်းလင်းဆိုဖို့အတွက်ကလန့်ပြစရာကိုဆောင်ပါမယ်စာမျက်နှာ1မှတ်စဉ်1ဦးရွှေမောင်ဘူတိတောင်မဲဆန္ဒနယ်ကဆွေးနွေးဖို့ဖြစ်ပါတယ်ရိုသေလေးစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပြည်ထောင်စုဝန်ကြီးများနဲ့ဖိတ်ကြားထားသည့်ဧည့်သည်တော်များအားလုံးကိုမင်္ဂလာပါလို့ဂါရဝပြုနှုတ်ခွန်းဆက်တိုက်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းနဲ့ပတ်သက်၍ပြည်သူ့လွှတ်တော်ကပြင်ဆင်ရင်တင်ပြချက်ဇယားအမှတ်စဉ်1 2 3 4နဲ့5ပေါ်ကျွန်တော်ရဲ့အကျိုးကြောင့်ဖော်ပြချက်များသည်တူညီနေပါသဖြင့်တပေါင်းတည်းရှင်းလင်းတင်ပြခွင့်ပြုပါရန်ရိုသေစွာတင်ပြပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာပါတဲ့နိုင်ငံသားပြုခွင့်ရသူအမျိုးသားမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူနှင့်ယာယီတက်တက်ခင်လက်မှတ်ကိုင်ဆောင်သူများနှင့်အမျိုးသားမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူနှင့်ယာယီတက်တက်ခင်လက်မှတ်ကိုင်ဆောင်သူများနှင့်ပတ်သက်၍၎င်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေများတွင်နိုင်ငံသားဖြစ်ခြင်းနှင့်ပတ်သက်၍၎င်းအနည်းငယ်ရှင်းပြတင်ပြလိုပါလေကျွန်တော်ရဲ့မဲဆန္ဒနဲ့ပါဝင်ရခိုင်ပြည်နယ်တစ်ခုလုံးမှာအမျိုးသားမှတ်ပုံတင်လက်မှတ်နဲ့ယာယီတက်တက်ခင်လက်မှတ်ကိုင်ဆောင်သူ10 သိန်းကျော်ခန့်ရှိပါတယ်အမှန်တကယ်ဆိုရင်ဒီ10 သိန်းကျော်အားလုံးဟာ1950ခုနှစ်အမျိုးသားမှတ်ပုံတင်ရင်ဥပဒေနဲ့1948ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေများအရအမျိုးသားမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူများနဲ့ထိုသူ၏သားသမီးမြေမြင့်များဖြစ်ကြပြီးအားလုံးဟာမြန်မာနိုင်ငံသားများဖြစ်ကြပါတယ်ဒါကြောင့်မလို့1949ခုနှစ်တိုင်းပြုပြည်ပြုလွှတ်တော်မှာအစယနေ့2010ခုနှစ်ပြည်သူ့လွှတ်တော်မျိုးသားလွှတ်တော်ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများတွင်မဲပေးပိုင်ခွင့်အရွေးခံပိုင်ခွင့်နဲ့အခြားသောနိုင်ငံသားအခွင့်အရေးများကိုရရှိခဲ့တာဖြစ်ပါတယ်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေမှာလည်းရခိုင်နိုင်ငံသားဥပဒေများအရနိုင်ငံသားဖြစ်ပြည်သူများသည်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေအရလည်းနိုင်ငံသားဖြစ်ကြောင်းတိတိကျကျပြဋ္ဌာန်းထားပါတယ်1982ခုနှစ်နိုင်ငံသားဥပဒေကိုမပြဋ္ဌာန်းမီနိုင်ငံသားများကိုကဏ္ဍ6လုံးပါသောအမျိုးသားမှတ်ပုံတင်လက်မှတ်ကိုကင်ဆောင်စေပြီးနိုင်ငံသားများကိုကဏ္ဍ9လုံးပါသောနိုင်ငံသားမှတ်ပုံတင်လက်မှတ်ကိုကင်ဆောင်စေခဲ့ပါတယ်ရခိုင်ပြည်နယ်၏အထက်ပါဖော်ပြပါ10 သိန်းကျော်သောပြည်သူများအားလုံးမှာကဏ္ဍ6လုံးပါသောအမျိုးသားမှတ်ပုံတင်လက်မှတ်ကိုသာကင်ဆောင်သူများဖြစ်ပါတယ်အားလုံးနိုင်ငံသားပဲဖြစ်ပါတယ်1990ခုနှစ်ရွေးကောက်ပွဲမတိုင်မီကာလထိတနိုင်ငံလုံးရှိတိုင်းရင်းသားနိုင်ငံသားများအားလုံးလည်းအမျိုးသားမှတ်ပုံတင်လက်မှတ်ကိုပဲကင်ဆောင်ခဲ့ကြပါတယ်1990ခုနှစ်မှစ၍တနိုင်ငံလုံးအတိုင်းအတာနဲ့1982ခုမြန်မာနိုင်ငံသားဥပဒေအရနိုင်ငံသားစီစစ်ရေးကပ်ပြောင်းများကိုထုတ်ပေးတဲ့အခါမိမိနဲ့မိဘနှစ်ပါးတို့၏အမျိုးသားမှတ်ပုံတင်လက်မှတ်များ 3NRC မိတ္တူများတင်ပြနိုင်ရင်နိုင်ငံသားစီစစ်ရေးကပ်ပြောင်းများကိုလေးလေးပေးခဲ့ပါတယ်သို့သောရခိုင်ပြည်နယ်မှာ10 သိန်းကျော်သောအမျိုးသားမှတ်ပုံတင်ကနဲ့နိုင်ငံ10 သိန်းကျော်သောအမျိုးသားမှတ်ပုံတင်ကိုင်ဆောင်သူများကိုအမျိုးသားမှတ်ပုံတင်လက်မှတ်နဲ့နိုင်ငံသားစီစစ်ရေးကပ်ပြောင်းများလေးလေးပေးမိအစား
1994ခုနှစ်မှစ၍ယာယီတက်တက်ခဲ့လက်မှတ်သို့မဟုတ်ဝက်ကတ်များဖြင့်ပြည်သူများရဲ့ဆန္ဒမရှိပဲအတင်းလေးလေးချင်းခံခဲ့ရပါတယ်1950ခုနှစ်အမျိုးသားမှတ်ပုံတင်ရဲ့ဥပဒေအရအမျိုးသားမှတ်ပုံတင်လက်မှတ်လျှောက်ထားသူများကိုလက်မှတ်မထုတ်ပေးနိုင်မီယာယီတက်တက်ခဲ့လက်မှတ်ထုတ်ပေးရခြင်းဖြစ်ပါတယ်အမျိုးသားမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူများကိုသူတို့စီမှလက်မှတ်များကိုတင်ဆက်ပြီးတော့ယာယီတက်တက်ခဲ့လက်မှတ်ကထုတ်ပေးခြင်းဟာလေဥပဒေနဲ့ညီညွတ်တဲ့ကိစ္စတော့မဟုတ်ပါဘူးဒါပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်345မှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုသည့်နေ့မှစပြီးဥပဒေအရနိုင်ငံသားဖြစ်ပြည်သူများသည်နိုင်ငံသားဖြစ်ပါသည်ဆိုပြီးတော့လည်းဖော်ပြထားပါတယ်နိုင်ငံတော်အကြီးအကဲများမှရခိုင်ပြည်နယ်ရှိကိစ္စများကိုကောင်းမွန်စွာသိရှိနားလည်တဲ့အတွက်အမျှော်အမြင်ကြီးစွာဖြင့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအမှန်နှစ်မြန်ဆောင်30ကိုပြဋ္ဌာန်းခဲ့ရတွင်အမျိုးသားမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်ထားသူများနဲ့ယာယီတက်တက်ခံလက်မှတ်ကိုင်ဆောင်ထားသူများကိုနိုင်ငံရေးပါတီထူထောင်ခွင့်ပါတီဝင်ဖြစ်စေခြင်းခွင့်ပြုခဲ့သည့်အပြင်2010လွှတ်တော်ရွေးကောက်ပွဲများတွင်လည်းမေးပေးပိုင်ခွင့်ရွေးချယ်ခံပိုင်ခွင့်များကိုပြည်ထောင်ကိုလည်းလေးလာတွေ့ရှိရပါတယ်မြန်မာတပ်မတော်ခေါင်းဆောင်ကြီးများရဲ့အမျိုးအမြတ်ကြီးမားမှုလည်းဖြစ်ပါတယ်လေးစားရပါတော့ဥက္ကဋ္ဌကြီးခင်ဗျာ1994ခုနှစ်မှာစပြီးတော့အမျိုးသားမှတ်ပုံတင်လက်မှတ်များကိုနိုင်ငံသားစီစီကပ်ပြနဲ့လေးလေးပေးမိအစားဝက်ကတ်များထုတ်ပေးပြီးနှစ်ကြာခဲ့သောယနေ့2014ခုနှစ်မှာကျွန်တော်တို့ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်နေတဲ့အချိန်အခါတမ်းများမှာယခုဥပဒေကျမ်းစီကိုလွှတ်တော်မှအတည်ပြုပြဋ္ဌာန်းမည်ဆိုပါကရခိုင်ပြည်နယ်ရှိလူဦးရေစိတ်သိမ်းကျော်အပါအဝင်မြန်မာတိုင်းနိုင်ငံလုံးရှိအမျိုးသားမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်ထားသောသူများနဲ့ဝက်ကတ်ကိုင်ဆောင်ထားသောသူများစုစုပေါင်း15သိန်းကျော်ပြည်သူများသည်နိုင်ငံမဲ့ဖြစ်သွားနိုင်ခြင်းရှိပြီးနိုင်ငံသားအခွင့်အရေးလူအခွင့်အရေးများဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ပါလေ။ဒါကြောင့်မလို့ခေတ်ဆက်ဖွဲ့စည်းပုံအခြေခံဥပဒေနိုင်ငံသားဥပဒေများကိုလေ့လာသုံးသပ်ပြီးရခိုင်ပြည်နယ်အပါအဝင်တနိုင်ငံလုံးရှိ15သိန်းကျော်သောအမျိုးသားမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူနဲ့ယာယီတက်တက်ခံလက်မှတ်ကိုင်ဆောင်သူများကိုနိုင်ငံသားစီစီရေးကိစ္စကိုနိုင်ငံတော်မှအချိန်ကာလတစ်ခုဖြစ်သတ်မှတ်ပြီးဆောင်ရွက်ပြီးမှသာဒီဥပဒေကျမ်းကိုပြဋ္ဌာန်းသင့်ပါတယ်။အကယ်၍မဖြစ်မနေပြဋ္ဌာန်းရမယ်ဆိုရင်လည်းဤပြင်ဆင်သည့်ဥပဒေနဲ့အညီလောက်ကင်ဆောင်ရွက်ရာတွင်နိုင်ငံသားများအခွင့်အရေးလူအခွင့်အရေးမဆုံးရှုံးစေရန်အတွက်အမျိုးသားမှတ်ပုံတင်လက်မှတ်နဲ့ယာယီတက်တက်ခံလက်မှတ်ကိုင်ဆောင်သူများကိုစီစစ်၍နိုင်ငံသားလက်မှတ်များထုတ်ပေးပြီးမှသာလျှင်ဤပြင်ဆင်သည့်ဥပဒေကိုအကောင်အထည်ဖော်ရမည်ဟုဆိုသည့်ပုံမှန်တစ်ခုအသည့်ဖြစ်ဆွင့်သင့်ပါကြောင်းလည်းရိုသေစွာတင်ပြရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဥပဒေကျမ်းကော်မတီကဆွေးနွေးတင်ပြဖို့ဖြစ်ပါတယ်လေးစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်များကြောက်ရောက်လာကြတဲ့ဧည့်သည်တော်ကြီးများအားလုံးကိုလေးစားကြောင်းဥစွာတင်ပြလိုပါတယ်အမျိုးသားလွှတ်တော်ကပြင်ဆင်ချက်နဲ့အတည်ပြုပေးပို့လာတဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ကိုပြင်ဆင်တဲ့ဥပဒေကြမ်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဥပဒေကြမ်းကော်မတီအနေနဲ့လေ့လာခဲ့ပါတယ်ဒီလိုလေ့လာတဲ့နေရာမှာယာယီတက်တဲ့ခံလက်မှ white card or temporary certificate ကိစ္စတူ issue ဖြစ်တယ်ဆိုတာကိုတွေ့ရှိရပါတယ်ဆိုတော့ယာယီတက်တဲ့ခံလက်မှနဲ့ပတ်သက်ပြီးမှရှင်းလင်းတင်ပြရမယ်ဆိုလို့ရှိရင်ယာယီတက်တဲ့ခံလက်မှ white card or temporary certificate ကိုင်ဆောင်သူကိုနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှန်4ကကြီးပုံမှန်5ကကြီးနဲ့ပုံမှန်10ကကြီးများမှာနိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့နိုင်ငံရေးပါတီဝင်ဖြစ်ခြင်းကိုဖော်ပြထားကြောင်းလေးလာတွေ့ရှိရပါတယ်။ယာယီတက်ခံလက်မှတ်ကို1950ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းနေထိုင်သူမှတ်ပုံတင်ရေးနည်းဥပဒေများနည်းဥပဒေ73တစ်ကားငယ်အရထုတ်ပေးခြင်းဖြစ်ပြီးနည်းဥပဒေနှစ်ကကြီးနဲ့ငါတို့အရာတက်တဲ့ခံကပ်ပြနဲ့ယာယီတက်တဲ့ခံလက်မှတ်၏အ내အတိတ်ပဲကို
ဖွင့်ဆိုထားပါဒါကိုတွေ့ရှိရပါတယ်။ယာယီတက်တဲ့ခံလက်မှတ်ကိုင်ဆောင်ရုံဖြင့်ယာယီတက်တဲ့ခံလက်မှတ်ကိုင်ဆောင်သူဒီနိုင်ငံသားဖြစ်တယ်လို့ယတိပြက်တတ်မှတ်လို့မရကြောင်းလည်းလေ့လာသိရှိရပါတယ်။နိုင်ငံရေးပါတီဖွဲ့စည်းခြင်းနဲ့ဆက်လျင်းပြီးကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်400ခွန်405နဲ့406တို့မှာမူဝါဒများတာပြဋ္ဌာန်းထားရှိပါတယ်။မိတို့နိုင်ငံရေးပါတီများဖွဲ့စည်းနိုင်ကြောင်းပြဋ္ဌာန်းထားခြင်းမပါရှိပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေအတည်မဖြစ်မီနိုင်ငံတော်အေဂျင့်တာယာနဲ့ဖွံ့ဖြိုးရေးကောင်စီလက်ထက်ဥပဒေအမှတ်2010ဖြင့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို၎င်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှအမိန့်ကြေညာစာ2010ဖြင့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို၎င်းထုတ်ပြန်ခဲ့ပါတယ်။ဒီဥပဒေပုံမှန်4ကကြီးပုံမှန်5ကကြီးနဲ့ပုံမှန်10ကကြီးတို့မှာနိုင်ငံရေးပါတီပြည်ထောင်ခြင်းနဲ့မှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံပြဋ္ဌာန်းချက်များမှာနိုင်ငံသားနိုင်ငံသားနဲ့နိုင်ငံသားပြုခွင့်ရသူများနဲ့တန်းတူယာယီတက်တေခံလက်မှတ်ကိုင်ဆောင်သူများကိုတဒန်းစာဒီပြဋ္ဌာန်းထားတာကိုလည်းမြင်တွေ့ရပါတယ်။ထိုနည်းတူပြည်သူ့လွှတ်တော်မြို့သားလွှတ်တော်နဲ့တိုင်းဒေသကြီးလွှတ်တော်ဒါမှမဟုတ်ပြည်နယ်လွှတ်တော်များဆိုင်ရာရွေးကောက်ပွဲဥပဒေများမှာလည်းအလားတူပြဋ္ဌာန်းထားတာကိုတွေ့ရှိရပါတယ်။တင်ပြပါဥပဒေများကိုလေ့လာကြည့်ရှုလိုက်ရင်နိုင်ငံသားနိုင်ငံသားနဲ့နိုင်ငံသားပြုခွင့်ရသူတို့ပါဝင်ခြင်းမှာဥပဒေနဲ့ညီညွတ်တော်လဲယာယီတက်တေခံလက်မှတ်ကိုင်ဆောင်သူပါဝင်နေခြင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်သည်ဟုမဆိုနိုင်တဲ့ဖြင့်ယခုလိုမြို့သားလွှတ်တော်ကနေပြီးမှပြင်ဆင်ချက်နဲ့အတူပေးဖို့လာခြင်းဟာတင့်လျော်မှန်ကန်ကြောင်းသုံးသပ်တင်ပြအပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဦးရွှေမောင်ဘူးတီတော်ဆွေးနွေးတာဖြစ်စဉ်ဖြစ်ရတဲ့နဲ့အရင်ရဲ့ဥပဒေအကြောင်းအရာတွေပေါ်ပြသွားခဲ့တာလေစဉ်းစားစရာကိစ္စဖြစ်ပါတယ်။သူရရင်ဒီနေ့ဆွေးနွေးတဲ့ဥပဒေကတော့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့သက်ဆိုင်တဲ့ကိစ္စများဖြစ်တဲ့အတွက်ဒီနေ့တော့ဒီအကြောင်းအရာပေါ်မှာမူတည်ပြီးစဉ်းစားရမယ့်သဘောဖြစ်ပါတယ်။ခုနတင်ပြလို့မြန်မာနိုင်ငံမှာယာယီတက်တေခံကပ်ပြားအရာကိုပိုက်ကပ်ဖြစ်မှာပေါ့နော်။ခိုင်ဆောင်ထားတာအင်အားဘယ်လောက်ရှိလဲ15သိန်း1.5 တန်းရှိတယ်ဆိုတော့မြန်မာပြည်တန်း60နဲ့ဆိုရင်20ပုံတပုံလောက်20ပုံ1.5ဆိုတဲ့အတွက်4.ဘယ်လောက်ဖြစ်မလဲ400ခိုင်နှုန်းလောက်နော်400ခိုင်နှုန်းလောက်ရှိမဲ့သဘောရှိတာပေါ့ဆိုတော့ခုနပြောလို့ပဲနိုင်ငံတနိုင်ငံလူတူဟာနိုင်ငံမဲ့နိုင်ငံသားမဖြစ်အောင်ဆိုတာလေကမ္ဘာပြဋ္ဌာန်းတည်ပြုထားတာဖြစ်တဲ့အတွက်နိုင်ငံမဲ့နိုင်ငံသားမဖြစ်အောင်လေမိမိတို့ကလုပ်ပြီးဖို့တောင်းရှိတယ်ဒီနေရာမှာခုနဆွေးနွေးသားလိုပဲနိုင်ငံသားဖြစ်ခြင်းပဲပြောတယ်တိုင်းသားဆိုတဲ့ကိစ္စနဲ့မဆိုင်ပါဘူးနော်ဒါမှလည်းပတ်သက်လို့ဆက်လက်ပြီးလှုပ်ရှားတွေလည်းအများကြီးရှိကောင်းရှိမယ်ဒါလည်းလက်ခံမဲ့ကိစ္စဖြစ်ပါတယ်ဥပဒေတရားဖြစ်ရှိပြီးဆိုဥပဒေနဲ့အညီဖြစ်အောင်လုပ်ဖို့ကသက်ဆိုင်ရာဌာနများတာမယ်ဖြစ်ပါတယ်ကျွန်တော်ပြန်ချုပ်ချင်တာကဦးရွှေမောင်တင်ပြခဲ့တဲ့အကြောင်းချင်းရာတွေကမှန်ပါတယ်သူရရင်ဒီနေ့ဆွေးနွေးတာကနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စဖြစ်ပြီးတော့ပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်ဒီအရာပဲဒီမှာဆွေးနွေးမှာဖြစ်တဲ့အတွက်ဥပဒေကြောင့်ကော်မတီရဲ့ရှင်းလင်းတင်ပြချက်ကိုဦးရွှေမောင်နားလည်လက်ခံမယ်ဆိုရင်နော်ဥပဒေကြောင့်ကော်မတီရဲ့အဆိုပြုချက်တက်မသိဆိုတာဥရှိမောင်နားလည်နိုင်တယ်လို့ထင်ပါတယ်ဒါမှမဟုတ်ဥရှိမောင်အနေနဲ့မိမိကအဆိုပြုတင်ပြချက်ကိုဗာမြန်ထပ်ပြီးတော့ပြောစရာရှိပါလေ
ထပ်မှတ်ပြီးတော့ဥက္ကဋ္ဌကြီးရှင်းပြကြမှာရှိပါဘူးနားလေပါလေဒါကြောင့်မလို့ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်ချက်အဆိုဖြစ်တဲ့အမျိုးသားလွှတ်တော်ရဲ့အတည်ပြုချက်ကိုလွှတ်တော်ကကန့်ကွက်ရန်ရှိပါလားလွှတ်တော်ကကန့်ကွက်ရန်ရှိပါလားလွှတ်တော်ကကန့်ကွက်ရန်ရှိပါလားလွှတ်တော်ကကန့်ကွက်ရန်မရှိတဲ့အတွက်ဥပဒေကြမ်းကော်မတီရဲ့ပြည်သူ့လွှတ်တော်ကပြင်ဆင်အဆိုပြုချက်အတည်ဖြစ်ကြောင်းကြေညာပါတယ်ဒါကြောင့်စာမျက်နှာ1အမှတ်စဉ်နှစ်လေဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်အဆိုပြုချက်အားလွှတ်တော်ကန့်ကွက်ရန်ရှိပါလားလွှတ်တော်ကန့်ကွက်ရန်မရှိတဲ့အတွက်ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်အဆိုပြုချက်အတည်ဖြစ်ကြောင်းကြေညာပါတယ်မဆင်3ဥပဒေကြမ်းကော်မတီကအမျိုးသားလွှတ်တော်၏ပြင်ဆင်အတည်ပြုချက်ကြောင်းပြင်ဆင်အတည်ပြုချက်အတိုင်းဖြစ်ကြောင်းတင်ပြသွားပါတယ်လွှတ်တော်ကကန့်ကွက်ရန်ရှိပါလားလွှတ်တော်ကကန့်ကွက်ရန်မရှိတဲ့အတွက်ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်အတည်ပြုချက်အမျိုးသားလွှတ်တော်ရဲ့အတည်ပြုချက်အတိုင်းအတည်ဖြစ်ကြောင်းကြေညာပါတယ်မဆင်4ဥပဒေကြမ်းကော်မတီကအမျိုးသားလွှတ်တော်ရဲ့အတည်ပြုချက်အတိုင်းပြင်ဆင်အတည်ပြုထားပါတယ်ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်ချက်အားလွှတ်တော်ကကန့်ကွက်ရန်ရှိပါလားလွှတ်တော်ကကန့်ကွက်ရန်မရှိတဲ့အတွက်ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်အဆိုပြုချက်အတည်ဖြစ်ကြောင်းကြေညာပါတယ်မဆင်9မှာဥရှိမောင်ကတော့ခုနကကန့်ကွက်ပြီးပြောဆိုပြီးဖြစ်ပါတယ်ဥထုအောင်ကျော်ဆွေးနွေးဖို့ဖြစ်ပါတယ်အလုံးကြကြမှာရှိရပါဘူးလေးစားရပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ပြည်ထောင်စုဝန်ကြီးများဒုဝန်ကြီးများအားလုံးကိုလေးစားစွာကာရဝပြုပါကြောင်းနှုတ်ခွန်းဆက်တာပါကျွန်တော်ကရခိုင်ပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဘုံလာကျောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထောင်းကျော်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးမဲ့ကိစ္စကနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2မြင်းဆောင်2000ကိုပြင်ဆင်သည့်ဥပဒေမှာပါရှိတဲ့မတ်စင်9ဟိုမှာအသစ်ဖြစ်ဆွဲထားတဲ့နိုင်ငံရေးပါတီများရဲ့25နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေမှာ25ပုံမှန်25မှာ25ကကြီးအဖြစ်ဖြည့်ဆွဲထားတာကိုပယ်ဖြတ်ပေးဖို့အတွက်ကျွန်တော်ဆွေးနွေးမှဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့အကြောင်းအရာကိုအချင်းချုပ်တင်ပြခွင့်ပြုပါရင်ယူသည်လေးစားစွာတိုင်ကြပါရခင်ဗျာဒီနေ့ဒီနိုင်ငံရေးပါတီမှတ်ပုံဥပဒေမှာပတ်သက်လာတဲ့အကြောင်းအရာတစ်ခုက2010ခုနှစ်ဥပဒေမှာပါတဲ့နိုင်ငံသားပြုခွင့်ရသူနဲ့ယာယီလက်မှတ်တွေကင်ဆောင်သူများကိုနိုင်ငံရေးပါတီထောင်ခွင့်ဒီကောက်ပွဲမဲထဲခွင့်တွေပေးခဲ့ရပါတယ်နိုင်ငံတော်အရှင်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီကကြားထမ်းခဲ့တဲ့ဥပဒေတွေဟာတက်မတော်အစိုးရဟာနိုင်ငံရေးပါတီအဖွဲ့အစည်းမဟုတ်ပဲအချင်းတွေအရရကြောက်လုံခြုံရေးကိုတာဝန်ယူပြီးတော့တင်းငင်းအေးချမ်းရေးအတွက်နိုင်ငံတော်မှာရှိတဲ့တင်းငင်းအေးချမ်းရေးအတွက်ကိုပဲဦးစားပေးပြီးတော့ပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ဥပဒေတွေဟာနိုင်ငံရေးအဖွဲ့အစည်းနဲ့နိုင်ငံရေးပါတီများတက်ရောက်ပြီးတော့လွှတ်တော်ကြီးကပြဋ္ဌာန်းတဲ့ဥပဒေတွေလို့ပြည်စုံတဲ့ဥပဒေတွေမဟုတ်ဘဲနဲ့ဝေဖန်စရာတွေထောက်ပြစရာတွေဟာခွဲတွေရှိလာတဲ့ဥပဒေတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဒီဥပဒေကိုကျွန်တော်တို့ဒီလွှတ်တော်ကြီးမှာဆွေးနွေးရတဲ့အဆင့်ဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာဒီယာယီကပ်ပြဆိုတဲ့ကဏ္ဍကြီးဟာကျွန်တော်တို့လွတ်လပ်ရေးရပြီးသားဒီ
ပြည်တွင်းစစ်တွေကတည်းကပါဝင်ပတ်သက်တဲ့ဆိုရင်မှမှားပါဘူးခင်ဗျာဘာလို့လဲနိုင်ငံအရှင်းမြောက်ပိုင်းမှာတရုတ်ပြည်ကျူးကျော်စစ်ဖြစ်တယ်လို့ကျွန်တော်တို့ရခိုင်ပြည်မှာလည်းအနောက်မြောက်ဘက်မှာမူဂျာဟစ်ကောင်းကျန်းသူတွေလက်နက်ကင်ပြီးတော့ဆိုင်ကြီးတော်လှန်ကြကြတဲ့ကဒီကျွန်တော်တို့ပြည်ချုံစုအစိတ်ပိုင်းဖြစ်တဲ့ရခိုင်ပြည်နယ်မှာမငြိမ်သက်မှုတွေနေဆက်ဒေသကိုကျွန်တော်တို့ထိတ်ဆုံးနိုင်မှုတွေကျွန်တော်တို့လက်လွတ်ခဲ့ရပါဘယ်တော့တောင်ဆိုလို့ရှိကျွန်တော်တို့ပြည်ထုံစုအစိုးရရန်ကုန်အစိုးရလိုပဲနိုင်ငံတကာကသတ်မှတ်ခဲ့ကြအဲ့ဒီတော့ကျွန်တော်တို့ရခိုင်ပြည်မြောက်ပိုင်းမှာအဲ့ဒီ1948 49 50အချိန်မှာလက်လက်မပြီးတဲ့အချိန်မှာကျွန်တော်တို့ရခိုင်ပြည်ရဲ့အနောက်မြောက်ပိုင်းဟာဘယ်လောက်များအခြေအနေဆိုးဝါးနေမလဲကျွန်တော်တို့ဥပဒေတွေဘယ်လောက်ထိလက်လွတ်နေမလဲအဲ့ဒီအချိန်မှာ1942ခတည်းကကျွန်တော်တို့နိုင်ငံမှာမြေလှန်ခံထားပါရွာပေါင်း300ကျော်ပြည့်စည်နေပါအဲ့ဒီကတည်းကကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့လူဦးရေကိုစနစ်ကြတဲ့အုပ်ချုပ်နိုင်တဲ့အစိုးရတွေကစနစ်တကျလူဦးရေဆန်းစစ်မှုလုံးဝမပြုလုပ်ခဲ့နိုင်တာ1965ပတ်ဝန်းကျင်ဒီမူဂျာဟစ်တောင်းကျန်းသူများရှုံငင်းတဲ့အထိကျွန်တော်တို့ဟာစနစ်တကျအုပ်ချုပ်မှုစစ်ဆေးမှုတွေဘလို့မှမပြုနိုင်ခဲ့တာကိုသမိုင်းတွေမှာအချင်းချာကျွန်တော်တို့နိုင်ငံရဲ့ဖြစ်စဉ်တွေမှာတွေ့ရပါတယ်အဲ့ဒါကြောင့်ဒီခေတ်အဆက်ဆက်တခါ1994မှာလွတ်တော်ကြီးပေါ်ပေါက်လာပြီးတော့88မှာတခါကျွန်တော်တို့နိုင်ငံအခြေအနေရမတည်ငြိမ်တဲ့အတွက်နိုင်ငံတော်ညီဝပူပြရေးအဖွဲ့ကတခါနိုင်ငံရေးအစိုးရမဟုတ်ပဲနဲ့တာဝန်ယူရပါတယ်ဒီအချိန်မှာလည်းကျွန်တော်တို့ကလွတ်တော်မရှိပါဘူးအဲ့ရကျွန်တော်တို့နိုင်ငံဘလောက်ကန်ဆိုးလဲဆိုလို့ရှိရင်တိုးတောင်းတဲ့အချိန်ကာလတွေစနစ်ကျတဲ့ဥပဒေတွေကိုမိမိပြည်ထောင်စုနိုင်ငံသားတွေရဲ့အကျိုးအတွက်နိုင်ငံရေးဆန်ဆန်နဲ့နိုင်ငံရေးအနှစ်သာရရှိကိုနိုင်ငံသားများအကျိုးရှိဖို့အတွက်ကိုတောက်လျှောက်ကျွန်တော်တို့စနစ်တကျပြဋ္ဌာန်းနိုင်မှုအားနည်းခဲ့တယ်ဆိုတာကိုဘယ်သူမှညှင်းနိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်လေဒီ2010ရွေးကောက်ပွဲဥပဒေကိုနိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကိုပြောကွက်တွေဟာကွက်တွေနဲ့ကျွန်တော်တို့ပြဋ္ဌာန်းခဲ့ရပါတယ်ဘယ်လိုပြောကွက်တွေလဲဆိုရင်နိုင်ငံသားများပါဝင်နိုင်တယ်လို့နိုင်ငံသားများမဟုတ်တဲ့နိုင်ငံသားပြုခွင့်ရသူတွေအဲ့နိုင်ငံသားတွေယာယီလက်မှတ်ကင်ဆောင်တဲ့လူတွေအလုံးကိုနိုင်ငံသားနဲ့တပြင်းကြီးအခွင့်အရေးပေးလိုက်တာဟာနိုင်ငံတကာစံနှုန်းနဲ့ကြည့်လို့ရှိရင်ကျွန်တော်တို့နိုင်ငံဟာလိုအပ်ချက်တွေအများကြီးရှိပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာနိုင်ငံရဲ့အရေးအရာကိုနိုင်ငံသားတွေချစ်ပါနိုင်ငံသားတွေရဲ့စေတနာနိုင်ငံသားရဲ့ဖြစ်စီခြင်းနဲ့မူလဗုဒ္ဓပင်ကိုအခက်စေးဟာနိုင်ငံသားများကသာလေနိုင်ငံတော်ကိုချစ်ကြပါလိမ့်ကိုမိသားစုကမုန်းနေဆိုတာတစိမ့်ချစ်သလောက်မရှိပါဘူးအဲ့ဒီတော့ကျွန်တော်တို့မှာဘလို့ဖြစ်ကျွန်တော်တို့ကဘလို့တာဝန်တွေရှိလာပြီလေဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့ဥပဒေနဲ့အညီရွေးကောက်တင်မြှောက်ပေါ်ပေါက်လာတဲ့လွတ်တော်ကြီးကလက်ဟာခဲ့တဲ့နိုင်ငံရေးကွက်လက်တွေကိုကျွန်တော်တို့ဒီနေ့နိုင်ငံရေးအနှစ်သာရရှိနိုင်ငံသားများအတွက်အထူးသဖြင့်နောင်လာနောက်သားကျွန်တော်တို့အပြစ်မဲ့တဲ့ကလေးတွေရေရှည်တည်တိုင်းဖို့အနာဂတ်ပွင့်လန်းဖို့အတွက်ဒီနေ့ဒီအချိန်ကစပြီးတော့နိုင်ငံသားများရဲ့အကျိုးကိုတိကျတဲ့ရဲဝံ့တဲ့ပြတ်သားတဲ့ဥပဒေတွေနဲ့ကျွန်တော်တို့ပြဋ္ဌာန်းသင့်ပြီလို့ကျွန်တော်တို့လေးနဲ့ယုံကြည်ရဲ့အတွက်ဒီနေ့ကျွန်တော်ဆွေးနွေးရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာဒီနေ့နိုင်ငံရေးပါတီများထူထောင်ခြင်းမှာရင်းဥပဒေပြဋ္ဌာန်းချက်အခန်း3ပုံမှန်7ကကြီး1မှာဖော်ပြချက်ရပါတီစုံအထူးရွေးကောက်ပွဲကိုပါဝင်ရှင်ပြိုင်ဖို့အတွက်နိုင်ငံရေးပါတီထူထောင်ကြတာဖြစ်ပါတယ်ရွေးကောက်ပွဲမှာမဲပေးနိုင်တဲ့လူတွေနဲ့ရွေးခံနိုင်သူများဟာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်369ကကြီးအရနိုင်ငံသားများသာဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်345ကကြီး1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှန်2ခါခွေပုံမှန်3နဲ့ပုံမှန်5မှာနိုင်ငံသားဆိုတာဘယ်သူတွေလဲဘလို့အရေးချင်းလဲဆိုတာကိုပြဋ္ဌာန်းပါတယ်နိုင်ငံရေးပါတီထူထောင်ခြင်းဟာနိုင်ငံသားများနဲ့သာသက်ဆိုင်တဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့၎င်းအခြားတည်ဆဲဥပဒေနဲ့၎င်းညီညွတ်စေရန်လိုပါတယ်ဒီနေ့ကျွန်တော်တို့မျိုးသားလွှတ်တော်မှာပြဋ္ဌာန်းတဲ့
မတ်စင်နဲ့မတ်စင်တို့မတ်စင်လေးဟာနိုင်ငံသားများအတွက်စကားလုံးကိုဖြစ်ဆွဲပြဋ္ဌာန်းပြီးဖြစ်တဲ့အတွက်နိုင်ငံသားရဲ့အကျိုးကျေးဇူးများနဲ့တိုက်ညီနေပါတယ်တင့်တော်နေပါတယ်ကန့်ကွက်စရာမရှိပါဘူးသို့တော့အထက်ပါနိုင်ငံသားများအကျိုးအတွက်လှုပ်ထားတဲ့ကိစ္စတစ်ခုမှာပုံမှန်25ကကြီးဆိုပြီးတော့နိုင်ငံရေးပါတီများမှတ်ပုံတင်ရှင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ2014ခုနှစ်မပြဋ္ဌာန်းမီမူလနိုင်ငံရေးပါတီများမှတ်ပုံတင်ရှင်းဥပဒေရတည်ရှိခဲ့တဲ့နိုင်ငံရေးပါတီများသည်ဤပြင်ဆင်သည့်ဥပဒေနဲ့အညီဖွဲ့စည်းရတဲ့နိုင်ငံရေးပါတီများပါတီဝင်များနိုင်ငံရေးပါတီနဲ့ပါတီဝင်များဖြစ်သူမှတ်ယူရမည်ရင်းပါတီများကိုပြင်ဆင်သည့်ဥပဒေနဲ့အညီပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ရအတွက်သင့်တော်သည့်အချိန်ကာလတစ်ခုကိုကော်မရှင်ကညှိနှိုင်းသတ်မှတ်ပေးရမည်ဆိုပြီးတော့ဖြည့်ဆွတ်ထားတယ်။သဘောကဘာလဲဆိုတော့ဒီမှာမူလနိုင်ငံရေးပါတီများမှတ်ပုံတင်ရှင်းဥပဒေအရတည်ရှိခဲ့တဲ့နိုင်ငံရေးပါတီများဟာဤပြင်ဆင်တဲ့ဥပဒေနဲ့ညီဖွဲ့စည်းတဲ့နိုင်ငံရေးပါတီတွေဆိုတော့ကျွန်တော်တို့နိုင်ငံသားမဟုတ်တဲ့ယာယီလက်မှတ်ကန်ဆောင်သူများဖွဲ့စည်းတဲ့ပါတီတွေဟာလည်းဒီပြဋ္ဌာန်းချက်အရဆိုရင်တရားဝင်နိုင်ငံရေးပါတီတွေဖြစ်သွားပါတယ်အဲ့တော့အခုပြင်ဆင်လိုက်တဲ့အပေါ်ကအချက်၃ချက်ဟာအောက်ကဟာနဲ့ဆိုရင်အလုံးပြည့်ပြည့်သွားပါတယ်ခင်ဗျာကျွန်တော်တို့ကနိုင်ငံသားများရဲ့အခွင့်အရေးအတွက်နိုင်ငံသားများရသင့်ရထိုက်တဲ့အတွက်အခွင့်အရေးကိုတောင်းတယ်အခုဒီ25တာကြီးပြဋ္ဌာန်းချက်အရဆိုလို့ရှိရင်ကဲဘာမှမထူနိုင်ငံသားတွေလိုက်ယူယာယီလက်မှတ်ကန်ချတဲ့ဒီပါတီထောင်တာတရားဝင်ဖြစ်နေတယ်ဆိုတော့ဒါဥပဒေဟာဒါစဉ်းစားစရာတွေသို့လို့ဖြစ်စရာတွေထောက်ပြစရာတွေဖြစ်သွားပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေးချမ်းတရားရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေနှစ်မြတ်သော2010ကိုပြင်ဆင်တဲ့ဥပဒေ2014ဟာအတည်ပြုခဲ့တဲ့အချက်များဟာ25ကကြီးခုနဖြစ်ဆွလိုက်တဲ့ပုံမှန်25ကကြီးကိုဖြစ်ဆွပြဋ္ဌာန်းလိုက်တာနဲ့အနှစ်သာရမရှိသလိုဖြစ်သွားပါတယ်အတိကကနိုင်ငံတနိုင်ငံရဲ့နိုင်ငံသားများသာရသင့်ရထိုက်တဲ့အခွင့်အရေးကိုနိုင်ငံသားများအမှန်တကယ်ထိုက်တန်စွာရရှိရေးအတွက်ဤဥပဒေကိုပြင်ဆင်အဆိုပြုတယ်ကျွန်တော်ယူသွားတော့ယူကြည့်ပါလို့ဥက္ကဋ္ဌကြီးခင်ဗျာနိုင်ငံတကာမှာကျင့်သုံးတဲ့ဥပဒေတွေတန်းနိုင်ငံရဲ့အရေးပါတဲ့ဆုံးဖြတ်ချက်လုပ်ကင်ရတဲ့ကိစ္စတွေမှာနိုင်ငံသားမဟုတ်သူများအယောယောအနှောနှောဝင်ရောက်မဆွဲဖက်နိုင်အောင်နိုင်ငံရှိကိုရှိရှိပြီးတော့မွန်မြတ်တဲ့နိုင်ငံရှိစိတ်နဲ့ဒီပြင်ဆင်တဲ့ဥပဒေကိုလွှတ်တော်ကြီးကိုတင်သွင်းခဲ့တယ်ယူသားစွာယုံကြည်ပါလေနိုင်ငံနဲ့နိုင်ငံတည်တံ့ရေးကိုရှိရှိပြီးဥပဒေတစ်ခုကိုပြဋ္ဌာန်းတဲ့အခါနိုင်ငံသားများအတွက်အမှန်တကယ်အကျိုးရှိတဲ့ဥပဒေတရားဆိုရင်ပြတ်သားသားရဲဝုံဆောင်ရွက်ပြဋ္ဌာန်းကြဖို့လိုအပ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာနိုင်ငံတော်ကြီးရဲ့အကျိုးကိုလစ်ညူရှုရင်အမျိုးသားရေးကိုပြည်ပြရကြပါလေနောက်လာနောက်စားလူငယ်များအတွက်အနာဂတ်ရေးကိုကျွန်တော်တို့ချိရှုရပါမယ်ဥပဒေတစ်ခုကိုနိုင်ငံတော်အကျိုးဖြစ်ထွန်းမယ်လို့သိရတဲ့မဆုံးဖြတ်မပြုတ်လို့ရှိကြုံရှိတာဖြစ်နေကြမယ်ဆိုရင်ကျွန်တော်တို့ဟာတာဝန်မကျေတဲ့လွတ်တော်ကူစီလေးဖြစ်ကြပါလိမ့်အဲ့ဒါကြောင့်ကျွန်တော်အဆိုတင်သွင်းတဲ့ပဲဖြတ်ပေးပါဆိုတဲ့အဆိုကိုဒီလွတ်တော်ကြီးကတာထမ်းပေးပါရန်ဒီလွတ်တော်ဥက္ကဋ္ဌဒီမှာတစ်ဆင့်ရိုသေလေးစားစွာတင်ပြအဆိုပြုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဥပဒေကြမ်းကော်မတီကရှင်းလင်းဆွေးနွေးဖို့ဖြစ်ပါတယ်လေးစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ25-ကကြီးဟာအတက်ဖြစ်ဆွဲတယ်ဒါတဲ့ပုံမှန်ဖြစ်ပါတယ်ဒီလိုဖွဲ့စည်းရခြင်းနဲ့ဖြစ်ဆွဲဆောင်ရွက်ရခြင်းအကြောင်းရင်းကလည်းမူလပြဋ္ဌာန်းထားတဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရမှတ်ပုံတင်ထားရှိသောနိုင်ငံရေးပါတီများကိုယခုပြင်ဆင်သည့်ဥပဒေနဲ့အညီပြန်လည်စီစစ်ဆောင်ရွက်နိုင်ရလို့ငါရွေးကောက်ပွဲကော်မရှင်အားလုံလောက်သောအချိန်ကာလသတ်မှတ်၍ဆောင်ရွက်နိုင်ရန်ပြဋ္ဌာန်းပေးခြင်းဖြစ်သည်ဖြင့်ယခုကဲ့သို့အတစ်ဖြစ်ဆွဲပြဋ္ဌာန်းခြင်းပေါ်မှာ
လျော်ကန်တင့်မြတ်ကြောင်းတင်ပြအပ်ပါတယ်အတည်ပြုပေးနိုင်ပါရန်တင်ပြအပ်ပါတယ်ခင်ဗျာဒီဝိရိယံကိုအမျိုးသားလွှတ်တော်မှာအမျိုးသားလွှတ်တော်ကိုလည်းဒေါက်တာအေးမောင်ကတင်သွင်းပါတယ်ဒီပေါ်အမျိုးသားလွှတ်တော်မှာပဲဆွေးနွေးပြီးတော့အတည်ပြုပြဋ္ဌာန်းပေးခဲ့ပါတယ်အဲ့ဒီနေရာမှာဥပဒေကြမ်းကော်မတီကယခုတင်ပြလို့မှတ်စဉ်စာမျက်နှာနှစ်မှတ်စဉ်ကအသစ်ဖြစ်ဆွဲချင်းသည်ဒီဥရီအတည်ပြုပြဋ္ဌာန်းနိုင်တဲ့အခါမှာအခြားဆောင်ရွက်ဖွယ်ရာများဆောင်ရွက်ပြီးမှသာလျော်ကန်တင့်မြတ်မယ်လို့ယူဆတဲ့အတွက်ဒီအသစ်ဖြစ်ဆွဲခြင်းဖော်ပြတယ်လို့ဥပဒေကြမ်းကော်မတီတင်ပြကြရဒီလိုပဲယူဆပါတယ်မူလဥပဒေကိုပြင်ဆင်တဲ့ဥပဒေကိုပြင်ဆင်ပြီးနောက်ပိုင်းအသက်ဝင်ဖို့ဆိုလို့ရှိရင်သက်ဆိုင်ရာတောင်းရှိတဲ့အဖွဲ့အစည်းများကဒီဥပဒေနဲ့ညီညွတ်အောင်ဆောင်ရွက်ဖို့အချိန်တစ်ခုပေးဖို့ဆိုတာလည်းတဘာဝကြလာပါတယ်ဒီတဘာဝကြမှုပြန်ပြီးချိန်ထုတ်ပြောမယ်ဆိုရင်ခုနကပြောခဲ့တယ်လို့ပဲဦးရှိမောင်ပြောခဲ့တယ်လို့လူ1.5 သန်းဟာနိုင်ငံမဲ့ဒါပြန်ဖြစ်တယ်ဆိုလို့ရှိရင်လေကျွန်တော်တို့တာမကြည့်ဘူးလှုပ်ရှားရှိရလှုပ်ဖို့လိုပါတယ်အဲ့ဒီနည်းလိုပဲတကယ်နိုင်ငံသားဖြစ်တဲ့မဖြစ်သေးတဲ့လူတွေကိုဒီထဲမှာပါဝင်မယ်ဆိုလို့ရှိရင်လေခုနကကျွန်တော်ပြဋ္ဌာန်းထားခဲ့တဲ့ဟာတွေကလည်းအကျိုးမဲ့ဖြစ်နိုင်တယ်ဒါမလို့ဒီလိုမရှင်းလင်းတဲ့အချိန်မှာရှင်းလင်းအောင်အခုလိုအချိန်တစ်ခုပေးပြီးဆောင်ရွက်ခြင်းဟာနိုင်ငံတော်နဲ့နိုင်ငံတော်အကျိုးအတွက်နိုင်ငံသားနဲ့နိုင်ငံတော်အကျိုးအတွက်ဖြစ်တယ်လို့ပဲယူဆကြအကြောင်းရှိပါတယ်ခொနကကဲ့သို့ချက်ချင်းဒီဥပဒေကိုပြဋ္ဌာန်းဒီဥပဒေဒီဖြစ်တဲ့အခါမှာအခြားဘေးထွက်ဆိုးကျိုးပြဿနာတွေများစွာဝင်လာခြင်းသည်နိုင်ငံနဲ့နိုင်ငံသားများအတွက်အကျိုးရှိနိုင်မှာမဟုတ်ဘူးလို့ထင်ပါတယ်။ဒါကြောင့်မလို့အမျိုးသားလွှတ်တော်ကလည်းတင်သွင်းလာတဲ့ပြင်ဆင်မှုဥပဒေကိုအမျိုးသားလွှတ်တော်ကအတည်ပြုထားတဲ့အမျိုးသားလွှတ်တော်ကအသစ်ဖြစ်ဆွဲပြဋ္ဌာန်းထားတဲ့အမျိုးသားလွှတ်တော်ရဲ့အတည်ပြုချက်အတိုင်းကိုဥပဒေကြမ်းကော်မတီကထောက်ခံထားခြင်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဥပဒေကြမ်းကော်မတီရဲ့တင်ပြချက်အမျိုးသားလွှတ်တော်ရဲ့အတည်ပြုချက်အတိုင်းကိုလွှတ်တော်ကကန့်ကွက်ရန်ရှိပါလား။ကန့်ကွက်ရန်မရှိတဲ့အတွက်ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်အဆိုပြုချက်အတည်ဖြစ်ကြောင်းကြေညာပါတယ်ဆက်လက်ပြီးဒီဥပဒေပြင်ဆင်မှုနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နဲ့လူမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီးဌာနမှာလည်းပါတဲ့အတွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေနဲ့မိမိတို့သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့ဒီပြင်ဆင်မှုနဲ့ပတ်သက်လို့ဗာများဆွေးနွေးရန်ရှိပါလေဒေသပါတော့ပြည်သူ့တော်ဥက္ကဋ္ဌကြီးနဲ့ပြည်သူ့တော်ကိုယ်စားလှယ်ကြီးများဧည့်သည်တော်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်အနေနဲ့တော့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်တဲ့ဥပဒေနဲ့ပတ်သက်လို့ကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာ administrator လုပ်ရတဲ့အဖွဲ့အစည်းဟာရွေးကောက်ပွဲကော်မရှင်ဖြစ်ပေမဲ့ပြင်ဆင်တဲ့ပုံမှန်များဟာနိုင်ငံသားဖြစ်မှုနဲ့ဆက်လျက်တဲ့ပုံမှန်များဖြစ်တာတွေ့ရပါတယ်။နိုင်ငံရေးပါတီတည်ထောင်ရမှာပဲဖြစ်ဖြစ်ပါတီဝင်များနဲ့ဆက်လျက်လို့ပဲဖြစ်ဖြစ်
လွှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့ပြဋ္ဌာန်းချက်တွေအတိုင်းကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ကဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံရေးပါတီနိုင်ငံသားဖြစ်မှုနဲ့ဆက်လျင်းလို့တော့ဒါသက်ဆိုင်ရာဝန်ကြီးဌာနကလည်း82ခုနှစ်မြန်မာနိုင်ငံသားဖြစ်မှုဥပဒေရဲ့အခန်း2အတိုင်းစစ်စစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့တော့တစ်ခုလေးဒီဥပဒေကျမ်းပေါ်မှာတစ်ခုလေးအကြံပြုတင်ပြချင်တာကတော့ဇယားရဲ့အမှတ်စဉ်1ပုံမှန်1မှာပါရှိသောဥပဒေအမည်ဖြစ်ပါတယ်ဒီအမည်နဲ့ပတ်သက်လို့ဤဥပဒေကိုနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုပြင်ဆင်သည့်ဥပဒေဟုခေါ်တွင်စေရမည်လို့ပါရှိပါတယ်ကျွန်တော်အကြံပြုလိုတဲ့အချက်ကတော့ဒီနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုတစ်ကြိမ်ပြင်ဆင်ပြီးဖြစ်ပါတယ်4 ရက်17လ2011ရက်နေ့မှာပြည်ထောင်စုလွှတ်တော်ကဥပဒေအမှတ်17ဖြင့်ပြင်ဆင်ချက်ဥပဒေပြဋ္ဌာန်းပြီးဖြစ်တဲ့အတွက်တိတာထင်ရှားစေဖို့အတွက်ယခုပြင်ဆင်တဲ့ဥပဒေကိုနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေခွင့်စားနိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေဟုသုံးစွဲရန်သို့မဟုတ်လို့ရှိရင်လည်းပဲနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုပြင်ဆင်သည့်ဥပဒေခွင့်စား2014ခုနှစ်ခွင့်ပိတ်အစရှိသည့်ဖြင့်ဗာရှင်2ခုမှာတစ်ခုခုနဲ့အသုံးပြုထုတ်ပြန်ပေးဖို့လေးစားစွာတင်ပြရင်းညီကုန်းချုပ်ပါကျေးဇူးတင်ပါတယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရဲ့တင်ပြမှုကလည်းစီလွန်မှုရှိတဲ့အတွက်အခုလွှတ်တော်မှာပဲကျွန်တော်တခါတည်းဒီဥပဒေရဲ့အမျိုးတခါတည်းပြင်ဆင်တည်ပြုဖို့လိုပါတယ်ဒါမှမဟုတ်ဥပဒေကြမ်းကော်မတီနဲ့ဘာရှင်းနှစ်ခုအနက်ကဘယ်အများပိုတင်မြတ်ပါလဲတခါတည်းအကြံပြုတည်ပြုပေးဖို့ဖြစ်ပါတယ်လေးစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာအစောတော့ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်တင်ပြသွားတယ်လို့ပဲ2011ခုတုန်းကတစ်ကြိမ်ပြင်ခဲ့ခြင်းဖြစ်ပါတယ်မှန်ကန်ပါတယ်အဲ့ဒီတော့အခုနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုပြင်ဆင်သည့်ဥပဒေ2014ဆိုပြီးမှတက်ဆင်လိုက်ရင်စီဒီအုံးမယ်လို့ယူဆပါတယ်ခင်ဗျာဒါကြောင့်မလို့နောက်ကပဲနော်ဥပဒေနောက်မှာကွင်းစာ2014ကွင်းပိတ်ခုခေါ်တွင်စေရမည်ဒီလိုဆိုရင်တော့ခုနကအတိပ္ပယ်ပေါက်ပြီးပြည့်စုံမှုရှိပါသလားဥပဒေကြမ်းကော်မတီအပါအဝင်ဒါဆိုရင်ဥယျာဉ်ကိုအတိပ္ပယ်ပေါက်ကွဲသွားမှာသို့မဟုတ်လို့ရှိရင်မထူသေးဘူးလားလည်းခင်ဗျဆောင်ရွက်လို့ရပါတယ်ဒါကြောင့်မလို့ဥတီခွန်မြတ်ပန်ပြီးတော့ဖတ်ပြပါအားလုံးလည်းမှတ်သားထားကြည့်ပါဤဥပဒေကိုနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုပြင်ဆင်တဲ့ဥပဒေကွင်းစာ2014ကွင်းပိတ်ဖြစ်ပါတယ်ခင်ဗျာဒီဟာကိုလွှတ်တော်ကသဘောတူတယ်ဆိုလို့ရှိရင်အမှတ်စဉ်1မှာပါတဲ့ပြင်ဆင်လိုသည့်အဆိုပြုချက်အတိုင်းဆိုခြင်းသည်ဒီပြင်ဆင်လိုချက်အဆိုပြုသည့်ဆိုတဲ့အပိုင်းဒီကျွန်တော်တို့ဒီနေ့လွှတ်တော်ရဲ့ဆွေးနွေးချက်မှာ
တစ်ခုပါဝင်ပြီးတော့ဒီအကြောင်းကိုလည်းအမျိုးသားလွှတ်တော်ကိုပြန်ပြီးတော့ပို့ရမယ်လို့ထင်ပါတယ်မှန်ပါလားမှန်တယ်ဆိုလို့ရှိရင်အခုပြင်ဆင်တဲ့အပိုင်းကိုလွှတ်တော်ကအတည်ပြုပြီးနောက်ပိုင်းဒီပြင်ဆင်မှုအပါအဝင်ကျန်တဲ့ကိစ္စအလုံးလည်းအမျိုးသားလွှတ်တော်ကိုပြန်ပို့ဖို့ဖြစ်ပါမယ်ဆက်လက်ပြီးဆောင်ရွက်ပါမယ်လွှတ်တော်ကိုလည်းများခင်ဗျာနိုင်ငံပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေးချမ်းတိုင်းနဲ့ဖွံ့ဖြိုးကောင်စီဥပဒေမှ2/30ကိုပြင်ဆင်သည့်ဥပဒေကြမ်းကျွန်တော်တို့ဒီနေ့ထပ်ပြီးတော့ပေါ်ပြမယ်ဆိုရင်2014နှစ်ဆက်လင်းပြီးပြင်ဆင်ချက်ဆိုတင်သွင်းခြင်းဆွေးနွေးဆုံးဖြတ်ခြင်းပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်ဒီလိုဆောင်ရမှာပြည်သူ့လွှတ်တော်နဲ့မြို့သားလွှတ်တော်တို့ကပြင်ဆင်ခြင်းမပြုတဲ့အပိုက်ခွဲများကိုမူလအဆိုပြုချက်အတိုင်းအတည်ပြုသွားမှာဖြစ်ပါတယ်ဒီနေရာမှာလွှတ်တော်ရဲ့ပြင်ဆင်တည်ပြုချက်များကြောင့်ပြောင်းလဲသွားတဲ့အပိုက်ခွဲအမှတ်စဉ်များကိုလည်းတပါးတည်ပြုချက်ရမှာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေးချမ်းသာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2001နော်ဒီထဲမှာတော့ဖော်ပြလိုက်ပါ2000ပြင်ဆင်သည့်ဥပဒေကြမ်း2014တရားလုံးကိုပြင်ဆင်ထားသည့်အပိုက်ခွဲအတိုင်းအတည်ပြုရန်လွှတ်တော်ကသဘောတူပါလားခင်ဗျာသဘောတူပါလားခင်ဗျာသဘောတူပါလားခင်ဗျာသဘောမတူတဲ့သူရှိပါလားခင်ဗျာသဘောမတူတဲ့သူမရှိတဲ့အတွက်အမျိုးသားလွှတ်တော်မှာစတင်တင်သွင်းပြီးပြင်ဆင်ချက်ဖြင့်အတည်ပြု၍ပြည်သူ့လွှတ်တော်သို့ပေးပို့လာတဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနိုင်ငံတော်အေးချမ်းသာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်2/2010ကိုပြင်ဆင်သည့်ဥပဒေတရားလုံးကိုပြင်ဆင်ထားသည့်အပိုက်ခွဲအတိုင်းအတည်ပြုကြောင်းကြေညာပါတယ်လွှတ်တော်ကိုလည်းများခင်ဗျာပြည်သူ့လွှတ်တော်မှာစတင်ဆွေးနွေး၍ပြင်ဆင်ချက်များဖြင့်အတည်ပြုခဲ့ပြီးအမျိုးသားလွှတ်တော်သို့ပေးပို့ထားသောစံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ဥပဒေကြမ်းနှင့်အသင်းဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ဥပဒေကြမ်းတို့ကို24ရက်3လ2014ရက်နေ့မှာအမျိုးသားလွှတ်တော်ကပြင်ဆင်ချက်များဖြင့်ပြန်လည်ပေးပို့လာပါတယ်ပြင်ဆင်ချက်မိတ္တူများကိုလည်းလွှတ်တော်ကိုလည်းများထားဖြန့်ဝေထားပါရင်းပရိဒဏ်2ခုနှင့်ဆက်လင်း၍မြို့သားလွှတ်တော်ရဲ့ပြင်ဆင်ချက်များအပေါ်ဆွေးနွေးရန်အဆိုတင်သွင်းလိုသူများအနေနဲ့ပြင်ဆင်လိုသည့်ဥပဒေကြမ်းအပိုက်ခွဲအကြောင်းအရာကိုတိတိကျဖော်ပြ၍26ရက်3လ2014ရက်16နာရီ16:03နာရီနောက်ဆုံးထား၍အမည်စင်းပေးပို့ရန်ဖြစ်ကြောင်းအတည်ပြုပါတယ်လွှတ်တော်ကိုလည်းများခင်ဗျာပထမအကြိမ်ပြည်သူ့လွှတ်တော်နော်မပုံမှန်အစည်းအဝေး31မြောက်နေ့ရန်နာပါမယ်ပထမအကြိမ်ပြည်သူ့လွှတ်တော်နော်မပုံမှန်အစည်းအဝေး32မြောက်နေ့ကိုမနေ့ပြန်2014ခုမတ်လ26ရက်ဗုဒ္ဓနေ့1300နာရီချိန်မှာဆက်လက်ကျင်းပမှာဖြစ်ကြောင်းနဲ့ယနေ့အစည်းအဝေးပြုဆုံးကြောင်းကြေညာပါတယ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါပြီခင်ဗျာအလုံးထွက်ခွာနိုင်ပါပြီခင်ဗျာ